Hey, what's up? ကျွန်တော်ထေရဖြစ်ပါတယ်ဒီနေ့မှာတော့ Mobile Legends ရဲ့အခြေအကောက်ကိုပြပြတော့ဖြစ်ပါတယ် Mobile Legends ရဲ့အတူအကောက်ကတော့ Okay ပြန်စားအားလုံးပဲ Mobile Legends ရဲ့အခြေအကောက်ကိုသိပြီးတော့ကြိုက်လားအားလုံးပဲ Mobile Legends ရဲ့အခြေအကောက်ကိုသိပြီးတော့ကြိုက်လားအားလုံးပဲ Mobile Legends ရဲ့အခြေအကောက်ကိုသိပြီးတော့ကြိုက်လားအားလုံးပဲ Mobile Legends ရဲ့အခြေအကောက်ကိုသိပြီးတော့ကြိုက်လား Hey, what's up? ကျွန်တော်ထေရဖြစ်ပါတယ်ဒီနေ့မှာတော့ Mobile Legends ရဲ့အတူအကောက်ရောအခြေအကောက်ရောကျွန်တော်ပြပြရတော့မှာဖြစ်ပါတယ် Mobile Legends ရဲ့အတူအကောက်ကဆိုရင်တော့ဖြင့် MMPB ပဲဖြစ်ပါတယ်အခြေအကောက်ကကျတော့ Mobile Legends ဖန်ပဲဖြစ်ပါတယ် Mobile Legends ဖန်မြန်မာလိုပါတာပြန်မယ်ဆိုရင်တော့ Mobile ရဆိုရင်တော့ဖြင့် Mobile ရဖြစ်ပြီးတော့ Legend ဆိုရင်တော့ဖြင့်ဒီချက်ပဲဖြစ်ပါတယ်ပန်ဆိုတာကျွန်တော်ကြည့်နေကြ Telegram လူကြီးဇက်ကတင်တဲ့ channel ပဲဖြစ်ပါတယ်အားလုံးပေါင်းနိုင်မယ်ဆိုရင်တော့မြန်မာလိုပါလာပြင်မယ်ဆိုရင်တော့ mobile ပေါ်မှာလူကြီးဇက်ကတင်တဲ့ဘင်းတစ်ပါးလို့အဓိပ္ပာယ်ရပါတယ်ဟုတ်ပါတယ်မြန်မာလိုပါလာပြင်မယ်ဆိုရင်တော့ mobile ပေါ်မှာလူကြီးဇက်ကတင်တဲ့ဘင်းတစ်ပါးလို့အဓိပ္ပာယ်ရပါတယ်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်လူကြီးဗီဒီယိုတင်တဲ့ဇာတ်ကားလို့သိပ်ပဲပြန်လို့ရပါတယ်ဆိုတော့နောက်ထပ်သိချင်တာရှိသေးရင်လည်းအောက်က comment မှာရေးခဲ့လို့ရပါတယ်ဒီနေ့ဗီဒီယိုလည်းဒီလောက်ပါပဲအားလုံးပဲ Mobile Legends အရှိကောက်သိပြရလို့ဖြစ်ပါတယ်အားလုံးပဲ see you next video